ဖြစ်တယ်ပေါ့လူဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုအခြေပြုပြီးတော့ရလာတာဖြစ်တယ်အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုပ်ဖဲနဲ့ဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေကတော့လူဖြစ်ကျိုးမနှံ့ဘူးပေါ့နော်အဲ့တော့ကိုယ်လူဖြစ်ကျိုးနှံ့အောင်ကြိုးစားအထောက်ကြလူဖြစ်ကျိုးနှံ့ဖို့အတွက်ရင်းစားပြန်ရရုံလေးနဲ့လူဖြစ်ကျိုးနှံ့တယ်လို့ပြောလို့မရသေးဘူးမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလွန်လူဖြစ်ကျိုးနှံ့ဖို့အတွက်မြတ်ဗုဒ္ဓရဲ့ဟောပြောဆုံးမထားတဲ့တရားဓမ္မတွေကိုသိရှိနားလည်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်။သမန္တနာသီလကုသိုလ်လေးမြတ်တဲ့တင်จิตနာအာရမနေပဲจิตနာအာရမနေပဲဆိုတာဒါနဆိုတာလောက်အောင်အမြဲတမ်းလောက်အောင်ဖျားဖြစ်ဖို့စုပိုင်ခဲ့တဲ့သူပိရာယတိဟာသူပိရာယတိဘဝကစပြီးနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလိုမှာတောင်းပါပဲဝေတန္တရာဘဝအထိအောင်ဒါနကောင်းမှုလုပ်တော့မရှိသေးတယ်လေအဲ့တော့ဒါနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရမှာဒါနကောင်းမှုလုပ်ပြီးတဲ့အခါသီလကောင်းမှုဆိုတာမေ့လျော့ထားလို့မရဘူးဒါနနဲ့သီလဒီနှစ်ခုကဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲသီလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လိုအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ်လို့သီလကြတော့ကိုယ်ကိုယ်တိုင်ကသီလဆောင်တာကိုယ်အတွက်လို့ထင်ကြပေမဲ့လို့တစ်ဖက်သားအတွက်အများကြီးကျိုးဖြစ်သွားတယ်သီလဆောင်တာဟာကိုယ့်အတွက်နဲ့သူများအတွက်ဘလို့ကျိုးဖြစ်တယ်လေသီလဆောင်တာကိုကုသိုလ်ရတာမှန်တယ်သို့တော့တစ်ဖက်သားဘလို့ကျိုးပြုသွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှဆင်းရဲဒုက္ခရောက်တာမရှိဘူးပါဏာတိပါတာဝေရမဏိရှောင်ကျင်လိုက်တာနဲ့တပြိုင်နက်ကိုကြောင့်သိတဲ့တရားဆိုတာမရှိတော့ထိခိုက်မှုမရှိတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားငါးပါးသီလကိုမဟာဒါနလို့ရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းမှုအသက်ရှည်ဖို့သက်ရှင်သန်ခွင့်လူဘဝမှာဘေးရန်အန္တရာယ်ကင်းခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ်